ဖခင်များနေ့ဖြစ်သောကြောင့်ဖခင်များနေ့နဲ့ဆိုင်တဲ့နှုတ်ကပတ်တော်ပေါ့နော်ခွန်အားယူဖို့ရန်အတွက်ကျွန်တော်လူတိုင်းမှာဖခင်ရှိပါတယ်နော်ကောင်းတဲ့ဖခင်ရှိသလိုဆိုးတဲ့ဖခင်လည်းရှိပါတယ်ဒါကတော့လောကဖြစ်သောကြောင့်လောကဖခင်ဖြစ်သောကြောင့်နော်ဒါကြောင့်မို့ဒီဖခင်များနေ့မှာတင်းရဲ့ဖခင်ကဘယ်လိုပဲဖြစ်ပါစေအဖေအဖေပဲဖြစ်တယ်နော်ဒါကြောင့်မို့ဖခင်တွေကိုဒီနေ့မှာဂုဏ်ပြုဖို့ဖြစ်တယ်တချို့လဲသူများတွေကတော့ဖခင်နဲ့ကြီးပြင်းတယ်ငါကြတော့ဖခင်နဲ့မကြီးပြင်းဘူးဆိုပြီးတော့အဖေမရှိလို့အဖေကိုမတွေ့ရလို့နော်ငယ်ငယ်လေးတွေကစွန့်ပစ်ခံရလို့စသည်ဖြင့်ပေါ့စိတ်အားငယ်တဲ့သူတွေလည်းရှိကောင်းရှိမှာပါဒါပေမဲ့ကျင်းသေးတာတခုကတော့ကျွန်တော်အားလုံးရဲ့အဖေရှိတယ်အဲ့ဒါကတော့ကောင်းကင်ဘုံအဖပဲဖြစ်တယ်နော်ကောင်းကင်ဘုံအဖဖြစ်တယ်အံ့ဩစရာကောင်းတယ်ဗျဘာသာတရားတိုင်းကဖျားကတတ်လူကတတ်ပဲလူကဖျားကိုလေးမြတ်ထားပြီးတော့ရှ िख ိုးကိုးကိုရလူနဲ့ဖျားနဲ့ကတတ်စီပဲနော်အတူတူနေလို့မရဘူးဘာလို့ဖျားသိမ့်တန့်ရှင်းတယ်ဒါပေမဲ့ယေရှုခရစ်တော်ဖျားလောကကိုကြွလာတဲ့အခါမှာတော်တော်လေးထူးဆန်းတဲ့ကိစ္စတစ်ခုကိုမိတ်ဆက်ပေးခဲ့တယ်ဖျားနဲ့လူသားနဲ့ကတာအဖဖြစ်တယ်ဆိုတာလေးကိုဘာလုပ်ခဲ့လဲဆိုတော့မိတ်ဆက်ပေးခဲ့အဲ့ဒါတော့ထူးဆန်းတာဗျတော်ဆက်ခြင်းပေါ့ဒါကြောင့်မို့ခရိယန်ဘာသာတရားဆိုတာကဘာသာတရားတစ်ခုမဟုတ်ပါဘူး Christianity is not religion နဲ့ခရိယန်ဆိုတာဘာသာတရားတစ်ခုမဟုတ်လူတွေကခရိယန်ဘာသာတရားဆိုပြီးတော့ကိုးကွယ်မှုရှိတယ်ယုံကြည်မှုရှိတယ်ဒါတွေကိုကြည့်ပြီးတော့သူကဘာသာတရားလို့သတ်မှတ်လိုက်တာတကယ်တော့လေးနဲ့တဲ့အတိတ်ပဲကခရိယန်ဆိုတာကတော်ဆက်ခြင်းပဲကျွန်တော်ဘယ်သူနဲ့တွားတော်ဆက်တာလဲဆိုတော့ကဘာမိုးမြေစัจ java လူသားအလုံးကိုဖန်ဆင်းပိုင်သားတဲ့ဖျားနဲ့ကျွန်တော်တို့ကသားအဖသွားပြီးတော့တော်ဆက်တာဖြစ်တယ်ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဘုရားကပတ္ထနာတော်မှာတတိထားမိလားမသိကောင်းငင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့ဤဖျားသခင်လို့မပြောဘူးကျွန်ုပ်တို့ဤအဖလို့ဆုတောင်းခိုင်းတယ်ယူတွေကအဲ့ဒါကိုသိလက်မခံနိုင်ဖျားကိုဘာလို့အဖေလို့တော့ခေါ်တာလဲဖျားပဲဖျားဆိုတဲ့စကားလုံးတစ်လုံးကိုကျမ်းစာမှာရေးဖို့တော့ယူတွေကဟာအရန်တန့်ရှင်းလုပ်ပြီးမှဒီဖျားဆိုတဲ့စကားလုံးကိုဒါကြောင့်မို့ကျမ်းစာထဲမှာဖျားဆိုတဲ့စကားလုံးကိုဖော်ပြတဲ့အခါမှာတဏှာနဲ့တဏှာမတူဘူးထာဝရဖျားလို့ဖော်ပြတာရှိတယ်ဖျားသခင်လို့ဖော်ပြတာရှိတယ်အနန္တတကုရှင်လို့ဖော်ပြတာရှိတယ်ဖျားကိုသိတ္တံဖို့ထားလို့ယူတွေကဒါပေမဲ့ယေရှုခရစ်တော်ဖျားကအဲ့ဒီဖျားကိုဘယ်လိုမိတ်ဆက်ပေးလိုက်လဲဆိုတော့မင်းတို့ရဲ့အဖေတဲ့ဒါကြောင့်မို့ကျွန်တော်တမန်ကျမ်းစာထဲမှာတော်ထူးကြတယ်ဗျဖျားသခင်ကိုတဲ့ကျွန်တော်တို့ဘယ်လိုခေါ်ခွင့်ရလဲဆိုတော့အဖလို့ခေါ်ခွင့်ရတယ်ဆိုတော့နော်တမန်ကျမ်းစာတစ်ပိုင်းရှိတယ်ဗျဂလာတိဩရစာအခန်းကြီး4ဂလာတိဩရစာအခန်းကြီး4အပိုက်ငယ်4ကနေပြီးတော့9ထိကိုဖတ်ကြည့်အဲ့ဒီကျမ်းပိုက်တွေ့ရပါလိမ့်မယ်ဒါကခရိယန်ဘာသာတရားရဲ့ထူးခြားချက်ဖြစ်တယ်ဖျားနဲ့လူနဲ့ကတတ်စီမဟုတ်ပါဘူးဖျားနဲ့လူနဲ့ကတော်ဆက်သွားတယ်ဘာတော်လဲဆိုတော့သားဖတော်ဆက်သွားတယ်ကျွန်တော်အားလုံးကဖျားသခင်ရဲ့သားသမီးတွေဖြစ်တယ်ဘသူအားဖြင့်လဲယေရှုခရစ်အားဖြင့်ဖြစ်တယ်ကျမ်းစာမှာဒီလိုရေးထားတယ်ဂလာတိဩဇာခန်းကြီး4အပိုင်ငယ်4ကနေ9မှာအချိန်ကာလစေသောအခါငါတို့သည်သားဤအခွင့်အရာကိုခံရမည်အကြောင်းဒီစကားလုံးလေးအချိန်ကာလစေတဲ့အခါမှာငါတို့သည်သားဤအခွင့်အရာကိုဘာလုပ်မဲ့အကြောင်းဒါဆိုငါကသားဟုတ်လားမဟုတ်ဘူးငါကကျွန်တော်ဘုရားသားသမီးမဟုတ်မိကုန်းလေးတစ်ခုရှိတယ်လောကမှာရှိတဲ့လူသားတိုင်းကဘုရားသားသမီးလားတော့ရေဘူးရအားဖြင့်ဆိုတော့ဒါဘုရားဖန်ဆင်းတာဘုရားသားသမီးပေါ့ဒါပေမဲ့တမန်တရားအရာသိချပြောမယ်ဆိုရင်တော့လောကမှာရှိတဲ့လူသားတိုင်းကဘုရားသားသမီးမဟုတ်ကဘာဦးမှာဘုရားသခင်ဖန်ဆင်းတော့အာရနဲ့အေဝဘုရားသားသမီးဟုတ်ပါတယ်ဒါပေမဲ့ဘုရားစကားကိုနားမထောင်ဘဲနဲ့စာတန်ရဲ့စကားကိုနားထောင်ပြီးတော့ဘုရားသခင်မစားနဲ့ဆိုရင်အသီးကိုစားပြီးတဲ့အခါမှာအပြစ်ထဲမှာကျဆင်းသွားတယ်အဲ့ဒီကစပြီးတော့လောကီလူသားအားလုံးသည်ဖျားသားသမီးမဟုတ်တော့ဘသူလက်ထက်ရောက်သွားလဲဒီကျမ်းမိုက်ခဏထားပြီးတော့နောက်ထပ်ကျမ်းမိုက်ကျွန်တော်ပြမယ်လောကသားအားလုံးကဘသူလက်ထဲမှာရှိလဲဆိုတော့ကျမ်းမိုက်တစ်ပိုင်းရှိတယ်တိယောခန်းကြီး9အပိုက်ငယ်19မှာရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး9အပိုက်ငယ်19မှာ
ငါတို့သည်ဖျားသခင်နှင့်ဆက်ဆိုင်ဒီကို၎င်းလောကီသားအပေါင်းတို့သည်မာနဤလက်၌ရှိကြသည်ကို၎င်းငါတို့သိကြ၏အော်ဒါဆိုရင်လူတိုင်းကဖျားသားသမီးမဟုတ်တော့လူတိုင်းကဘသူသားသမီးဖြစ်သွားလဲဆိုတော့မာနရဲ့သားသမီးဖြစ်သွားဘသူလက်ထက်ရောက်သွားလဲမာနရဲ့လက်ထက်ရောက်သွားတယ်ကျွန်တော်တို့ကသခင်ရှုကိုယုံတဲ့အခါမှာဘသူနဲ့ဆက်ဆိုင်သွားလဲဖျားနဲ့ဆက်ဆိုင်တော့ဖျားနဲ့အမျိုးတော်သွားတယ်ဖျားနဲ့တော်ဆက်သွားတယ်ဖျားသားသမီးပြန်ဖြစ်ခွင့်ရတာဖျားရဲ့သားအရာကိုပြန်ရတာဒါခုနကဂလာတိမှာအချိန်ကာလစိတ်တော့ကငါတို့ကသားရဲ့အခွင့်အရာကိုဘာလို့မဲ့အကြောင်းခံရမယ့်အကြောင်းငါကသားရဲ့အခွင့်အရာဆုံးရှုံးသွားတာအဲ့ဒါကိုပြန်ရမယ့်အကြောင်းလို့ပြောပြတာဒါကြောင့်မို့လောကသားအားလုံးကဘုသူလက်ထဲမှာရှိတယ်မာနရဲ့လက်ထဲမှာရှိတယ်ဘသူရဲ့သားလဲမာနရဲ့သားဆိုတဲ့ကြမ်းမိုက်ရှိတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၈အပိုင်းငယ်44မှာရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၈အပိုင်းငယ်44မှာဘယ်လိုရေးထားလဲဆိုတော့သင်တို့သည်သင်တို့၏အဘဒီဟုသောမာနမှဆင်းသက်ကြ၏သင်တို့အဘ၏အလိုတို့လည်းလိုက်တတ်ကြ၏မာနသည်ရှေးဥစွာမှဆ၍လူအသက်ကိုတတ်တော်သူဖြစ်သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတည်မနေသူသည်မှုသာစကားကိုပြောသောအခါမိမိပဂတိတိုင်းပြော၏မှုသာစကား၌ကျင်လေသောသူလည်းဖြစ်မှုသာ၏အပလည်းဖြစ်ကျမ်းစာထဲမှာဘယ်လိုရေးလဲဆိုတော့ဘသူကနေဆင်းသက်လဲမာနကနေဆင်းသက်တယ်ဒါကြောင့်မို့ကျွန်တော်လူသားအားလုံးကဘုရားသခင်ဖန်ဆင်းတာဖြစ်တော်ညာလဲဘသူလက်ထဲကိုကြောက်ရောက်သွားလဲမာနရဲ့လက်ထဲကိုကြောက်ရောက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့မာနရဲ့စကားကိုနားထောင်ပြီးတော့ကြောင့်ဖြစ်တယ်ဒါကြောင့်မို့ you must be born again တဲ့နီကောဒင်ဆိုတဲ့ပါရီရှဲကြီးကိုသခင်ရှုကပြောတယ်မင်းဒုတိယမွေးခြင်းမခံရင်ကောင်းကင်နိုင်ငံကိုမြင်တော့မမြင်ရဟာဒုတိယမွေးခြင်းဆိုတာပါလေသိရေးကြည့်တယ်ကျွန်တော်အားလုံးပထမမွေးခြင်းမှာမာနရဲ့သားကြီးပဲအမိဝမ်းထဲမှာပရိသေတွေဆွဲစဉ်ကပင်အပြစ်ရှိတယ်အပြစ်ပါတယ်လို့ကျမ်းစာရေးတယ်အမိပိုက်ထဲမှာပထမမွေးခြင်းလို့ခေါ်တယ်အဲ့ဒီပထမမွေးခြင်းမှာကျွန်တော်အားလုံးဒီဘာသားလဲဆိုတော့အပြစ်သားဒါကြောင့်မို့ပါရီရှဲနီကောဒင်ကညအချိန်မှာယေရှုစီကိုလာပြီးတော့မိကွန်းလာမေးတဲ့အခါမှာသခင်ရှုကမင်းဒုတိယမွေးခြင်းခံဖို့လိုတယ်ဒါကြောင့်ကျွန်တော်အားလုံးဒုတိယမွေးခြင်းခံဖို့လိုတယ်ဒုတိယမွေးခြင်းဆိုတာပါတယ်ဒုတိယမွေးခြင်းဆိုတာကသခင်ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းပါပဲရှင်ယောဟန်ခရစ်ခန်းကြီး1အပိုင်းငယ်7ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောကိုတော်ကိုယုံကြည်သောသူတို့အားဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတယ်သားဖြစ်ရတဲ့အခွင့်ကိုအဲ့ဒီမှာပြန်ရဘသူ့ကိုယုံလိုက်တော့မှကျွန်တော်တို့အပြစ်တော်လက်ဝါးကတိုင်းမှာအသေးခံတယ်အပြစ်တရားရဲ့အခသေခြင်းကို3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ယေရှုခရစ်တော်ဘုရားကိုယုံလိုက်တော့မှကျွန်တော်တို့ကဘသူနဲ့ပြန်အမျိုးပြန်တော်သွားလားဖျားနဲ့ပြန်အမျိုးပြန်တော်သွားလားဖျားသားသမီးပြန်ဖြစ်သွားငါကဖျားသားသမီးမဟုတ်တော့လောကီသားပေါင်းတို့ဒီမာန၏လက်မှာရှိတယ်အဲ့ဒီမာနလက်မှောင်မိုက်နိုင်ငံတွေကနေကူးပြောင်းပြီးတော့ဖျားရဲ့အလင်းနိုင်ငံတွေကိုရောက်ရှိသွားတာဒါကြောင့်မို့သင်နဲ့ကျွန်ုပ်ဒီယေရှုကိုယုံကြည်တဲ့အခါမှာဖျားသားသမီးဖြစ်ခွင့်ရထိုသားတို့မူကလူမျိုးနဲ့ဆက်ဆံရေးခွာတော့တာမဟုတ်ဒါကြောင့်မို့သင်ကလူမျိုးဆွဲမရှိပါသေးနဲ့ဖျားသားသမီးဖြစ်တဲ့သူကလူမျိုးနဲ့ဆက်ဆံရေးခွာတော့တာကချင်ကယားကင်းချင်းအင်္ဂလိပ်ဂျပန်တရုတ်တတနာမဆိုင်ဘူးတဲ့လူမျိုးနဲ့မဆိုင်ဘူးပြီးတော့ဗာပြောလဲမိထုံတန်ဝါသားအဖြစ်ခွာတော့တာမဟုတ်မျိုးသားနဲ့မျိုးသမီးနဲ့ပေါင်းပြီးတော့ရတဲ့တာမျိုးလည်းမဟုတ်ပါဘူးလူလိုလျောက်သိပ္ပံပညာရဖန်ပေါင်းကြောင်းထဲမှာအဲ့ဒါလည်းမဟုတ်ဘူးတဲ့ဖျားသခင်ဖြစ်ပွားစေတော့တာဖြစ်တယ်ဖျားသခင်ဖြစ်ပွားစေဖျားသခင်ဖြစ်ပွားစေတယ်ဆိုတော့ဗာလဲဖျားကမွေးဖွားပေးလိုက်တာကျွန်တော်တို့ဒုတိယမွေးခြင်းခံရဖို့ကျွန်တော်ဘာမှလုပ်လို့မရဘူးသူလုပ်ပေးလိုက်တာဖျားကလှုပ်ပေးလိုက်တာဖျားရဲ့နီလန်ရိုးရှင်းပါတယ်ကျွန်တော်လူသားအားလုံးအပြစ်တွေယေရှုခရစ်တော်ဘုရားအသေးခံပေးတယ်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်အဲ့ဒီယေရှုကျွန်တော်အပြစ်တွေလွတ်ပေးသွားတယ်ဆိုတာယုံလိုက်တာနဲ့ဘုသူသားသမီးဖြစ်ခွင့်ရဒါကြောင့်မို့ထိုသူကိုလက်ခံသမျှသောသူတည်းဟူသောသခင်ယေရှုကိုယုံကြည်သောသူကဖျားရဲ့သားသမီးဖြစ်ခွင့်ရဒါကြောင့်မို့ကျွန်တော်တို့ကဖျားသခင်နဲ့ဘလို့တော်ဆက်လဲဆိုတော့ကောင်းကင်ဘုံအဖကျွန်တော်တို့ရဲ့အဖဖြစ်တယ်
နော်ရှက်ဆိုင်မန်ကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူရွာတယ်ရတော့ခလေးမလေးတယောက်တော့မေးတယ်သမီးတဲ့အဖေရှိလားရှိတယ်အဖေနာမည်ဘယ်သူလဲသူ့အဖေနာမည်ပြောပြတယ်ကျွန်တော်လည်းမေ့သွားပြီဗျအဖေနာမည်ထားပါတော့ဦးလာပေါ့အဖေနာမည်ဦးလာရှိတယ်သမီးကယေရှုခရစ်တော်ယုံကြည်တဲ့ခါမှာအခုသမီးရဲ့အဖေကကောင်းကင်ဘုံအဖဖြစ်သွားပြီဒါဆိုရင်အခုသမီးဖေကပြောတယ်ကောင်းကင်ဘုံအဖဖရာသခင်တဲ့အော်ဒါဆိုရင်သမီးကအဖေ2ယောက်လားဟာအဖေ2ယောက်ဆိုတော့ဟိုမှာကောင်းကင်မှာလည်းအဖေမြေကြီးမှာလည်းအဖေဆိုတော့ဒါဆိုအခုရှိတဲ့အဲ့ဒီဦးလာဘာလုပ်လဲတဲ့အဲ့ဒါပထွေးတဲ့နော်ခလေးလည်းဘယ်လိုဖြစ်လို့ပြရမှာမသိဘူးပထွေးမဟုတ်ပါဘူးဒါလောကရဲ့ဖခင်လောကရဲ့ဖခင်ကိုဂုဏ်ပြုတဲ့ဒီနေ့အစီအစဉ်မှာကောင်းကင်ဘုံအဖကိုသင်ဂုဏ်ပြုဖို့အဲ့ဒီကောင်းကင်ဘုံအဖနဲ့သင်နဲ့တော့ဆက်ခြင်းအဲ့ဒီအဖကသင်ကိုအမွေပေးခြင်းတယ်အဲ့ဒီအမွေကိုသင်သိဖို့သိရေးကြီးတယ်လောကဖခင်တွေတောင်မှသူ့ရဲ့သားသမီးတွေကိုအမွေပေးခဲ့ပါတယ်ဒီနေ့ဘုရားသခင်လည်းကျွန်တော်ကိုအမွေပေးတယ်အဲ့ဒီအမွေကပါလေဒါကြောင့်မို့တမန်ကျမ်းစာထဲမှာလူသားအားလုံးကဖခင်သားသမီးမဟုတ်ဘူးနော်ယေရှုကိုယုံမှပဲဘယ်သူသားသမီးဖြစ်သွားလဲဖခင်သားသမီးတာမန်လင်အမွေခံဖြစ်တယ်ကျွန်တော်ကဖခင်ရဲ့အမွေခံဖြစ်တယ်ကောင်းပြီဖခင်သခင်ကဘာအမွေပေးခြင်းလဲရှင်လုကာခရစ်ဝင်ခန်းကြီး17ရှင်လုကာခရစ်ဝင်ခန်းကြီး17အပိုင်းငယ်17ကနေ73မှာသခင်ယေရှုကဒီလိုပြောပါတယ်လောကရဲ့ဖခင်တွေသင်တို့သည်တဲ့နော်သင်တို့တွင်အဖဖြစ်သောသူ၌သားသည်မုံကိုတောင်းတယ်ငါမုံကိုတောင်းတယ်အဖသည်မင်းမုံမစားနဲ့ရောကြောက်ခဲပဲကြိုက်စားဆိုပြီးပေးမဲ့ဖခင်မရှိပါဘူးလောကဖခင်တွေကကိုသားသမီးကိုပပမုံစားခြင်းနဲ့ဆိုရင်ဘယ်အဖေကမှကြောက်ခဲပဲကြိုက်စားကွာလို့ပြောတဲ့ဖခင်မရှိပါဘူးမရှိတာနော်ကျွေးခြင်းကိုသားသမီးတောင်းရင်ကျွန်တော်မိတ်ဆွေဆရာဆိုင်းဆိုရင်သူသမီးကနော်ပပဖုန်းပေးလေး1000လောက်ထည့်ပေးပါဟာ1000လောက်ထည့်ပေးပါပြောတယ်ဒီက9000လောက်ဘာလို့ရှင်းရလဲပေးခြင်းတာနော်သူတောင်းတာထက်ပိုပြီးတော့ဘာလို့ရှင်းတာလဲပေးခြင်းဟာလောကဖခင်ဒါကြောင့်မို့သားမုံကိုတောင်းကြောက်ခဲပေးမဲ့ဖခင်မရှိပါဘူးတဲ့ပြီးတော့ဘာဆက်ပြောလဲသားကငါးကိုတောင်းရင်ငါအစားမွေကိုပေးမဲ့ဖခင်မရှိဘူးရောငါတော့မရှိရောမွေကွာဆိုတော့နော်ဟာကလစ်သေးမှာဗောအဲ့လိုပေးမဲ့အဖေမရှိပါဘူးသားကဥကိုတောင်းတဲ့ခါမှာစားစရာကြက်ဥငုံတောင်းတဲ့ခါမှာရောကင်းမီကောက်ပဲစားဆိုပြီးတော့ပေးတဲ့ဖခင်မျိုးမရှိပါဘူးတဲ့သင်တို့သည်အဆိုးဖြစ်လျက်ပင်ကိုသားတို့အားကောင်းသောအရာကိုပေးတတ်လင်လောကဖခင်တွေကမပြည့်စုံပါဘူးမပြည့်စုံပါဘူးဒါပေမဲ့မပြည့်စုံတော့ညာလဲကိုသားသမီးအတွက်ဆိုရင်ကောင်းတာပဲဘာလို့ချင်တဲ့အဖေလဲပေးချင်တဲ့အဖေပါတဲ့မင်းတို့တော်မှအဲ့လိုကောင်းတာပေးချင်တဲ့ဆိုရင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဆုတောင်းသောသူတို့အားတန်ရှင်းသောဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ်လောဟုမိန့်တော်မူ၏ကောင်းကင်ဘုံအဖကဆုတောင်းသောသူကိုသာ၍ကောင်းတဲ့အရာပေးမယ်လို့ရှင်မဿဲခရစ်မှာရေးတယ်ဒါပေမဲ့ရှင်လုကာခရစ်မှာကျတော့တော်ကိုကိုရေးထားတယ်တာ၍ကောင်းတဲ့အရာကဘာလဲအဲ့ဒီရှင်မဿဲခရစ်ဝင်ကျမ်းစာကိုဖတ်မိတဲ့သူကဖခင်သခင်ကလောကဖခင်တွေကတလောက်ပဲပေးရင်ဖခင်သခင်ကပို့ပြီးတော့မလုပ်မလဲတာ၍ကောင်းတဲ့အရာဆိုတော့တိုက်တွေကားတွေရွှေတွေငွေတွေလောကရာတွေဖခင်ပေးမယ်ဆိုကျွန်တော်မျက်လုံးထဲမှာဘာလုပ်လဲလဲပုံဖော်ပလိုက်အောင်နော်ကျွန်တော်တို့ကဖခင်သခင်တာ၍ကောင်းတဲ့အရာဘာလုပ်မလဲအဲ့ဒီတာ၍ကောင်းတဲ့အရာဆိုတာဘာလဲကျွန်တော်တို့မျက်လုံးထဲမှာတာ၍ကောင်းတဲ့အရာဆိုတော့အခုစီးနေတဲ့ကားထက်နောက်ထပ်ပိုကောင်းတဲ့ကားအခုနေတဲ့တိုက်အိမ်ထက်နောက်ထပ်ပိုကောင်းတဲ့တိုက်အိမ်အခုနေတဲ့မြေကွက်ထက်နောက်ထပ်ဒီတက်ကျဲတဲ့မြေကွက်တာ၍ကောင်းတဲ့အရာဆိုကျွန်တော်ဘာပဲတော့စဉ်းစားမိလဲလောကအရာပဲတော့စဉ်းစားမိတယ်တကယ်တော့တာ၍ကောင်းသောအရာဆိုတာလောကအရာမဟုတ်ပါဘူးဒီကျမ်းစာမှာတရားကြည့်ပါဘာပြောတော့လဲကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဆုတောင်းသောသူတို့အားတန်ရှင်းသောဝိညာဉ်တော်ကိုတာ၍ပေးတော်မူမည်တာ၍ကောင်းသောအရာပါလေတန်ရှင်းသောဝိညာဉ်တော်တနည်းအားဖြင့်ပြောဆိုဖျားကိုယ်တိုင်ပဲဖျားကအမွေပေးခြင်းနဲ့ဘာအမွေလဲလောကရွှေငွေဥစ္စာပစ္စည်းတိုက်တွေကားတွေပြောတာမဟုတ်သူ့ကိုယ်တိုင်ကိုဘာလုပ်ချင်တာလဲဘသူ့ကိုရစေချင်တာဖျားပဂတိကို
ဆက်ဆံရသောသူဖျားကိုရစေချင်တာဒါကြောင့်မို့ကောင်းကင်ဘုံအဖသည်သင်ကိုအမွေပေးခြင်းတယ်အဲ့ဒီအမွေကတော့ဖျားသခင်ကိုယ်တိုင်ပဲစိတ်ဝင်စားလားသိစိတ်ဝင်စားနော်ကျွန်တော်ကလောကရတယ်ဆိုနည်းနည်းစိတ်ဝင်စားတယ်နော်ဘာများရမလဲပေါ့နော်ဒါပေမဲ့ကျမ်းစာတွေပြောတယ်လောကမှာရှိတဲ့အရာကိုဘာမလုပ်နဲ့မချစ်နဲ့လောကကိုချစ်တော်သူဟာခမည်းတော်ကိုချစ်ချင်းမြတ်တာမရှိကျမ်းစာဒီတိုင်းပဲတည်လင်းရေးတယ်ကျမ်းစာဒီတိုင်းပဲရေးတယ်ဒါကြောင့်မို့လောက၌၎င်းလောကမှာရှိသောအရာတွေကို၎င်းဘာမလုပ်ကြနဲ့မချစ်ကြနဲ့လောကကိုချစ်ရင်ခမည်းတော်ကိုချစ်ချင်းမြတ်တာမရှိတော့တခါကအဖေတယောက်ကသားလေးကိုစပိန်ဝယ်ပေးတယ်အဲ့စပိန်လေးကို तू အရန်တာတနေ့ကျတော့အဲ့စပိန်ကသူများခိုးခံလိုက်အောင်အဲ့ကလေးကငိုတော့ထမင်းလည်းမစားခြင်းတော့ဘာမှမလုပ်ရှင်တော့သူတနေ့ကိုမစားနိုင်အဖေကစားပါတာရဲ့မင်းစပိန်ပြောက်သွားတာဘာဝမ်းမနေနဲ့မရဘူးအဲ့စပိန်ဘလို့မှပြောလို့မရနောက်ဆုံးအဖေကသူ့ခေါ်ပြီးတော့တာစပိန်ကူပျောက်သွားတော့တာဝမ်းနေလားဝမ်းနေတာအဖေရဲ့တာစပိန်အစ်စ်လေးတာမစီးရလို့နေ့တိုင်းတာတိချာတာထားတာအဲ့ဒီစပိန်ပျောက်သွားပြီမဲ့အဲ့ဒီစပိန်ကိုဘယ်သူဝယ်ပေးလဲအဖေဝယ်ပေးတာပေါ့တဲ့အဖေဝယ်ပေးတဲ့အဲ့စပိန်ပျောက်သွားပြီမဲ့အဲ့စပိန်ကိုဝယ်ပေးတဲ့အဖေဒီမှာရှိသေးတယ်လေတဲ့ဟုတ်တယ်လေအဖေရှိတာတော့ဟုတ်တာစပိန်မှမရှိပဲနော်အဖေတော့ရှိတယ်စပိန်မှမရှိပဲအဖေထပ်ပါပို့ပြီးတော့ချစ်နေလဲသားရင်အဖေတယောက်လုံးရှိတာမင်းကိုနောက်ထပ်ပါလုံးမလဲဝယ်ပေးနိုင်တာကိုဒီထက်ကောင်းတဲ့စပိန်အဖေပါလုံးနိုင်လဲဝယ်ပေးနိုင်တယ်အဖေတယောက်လုံးရှိတယ်ဒီနေ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကဘုံအာနုဘော်တိုင်းစံပယ်တော်မူသောစီးစိမ်ရှိသည့်တိုင်သင်တို့အလိုရှိသမျှကိုဘာလုပ်မလဲယေရှုခရစ်အားဖြင့်ပြည့်စုံစေမယ်ဘုရားသခင်ကသင်လိုတဲ့အရာပေးမလားမပေးဘူးလားပေးမယ်ဒါပေမဲ့အဲ့ဒီကျမ်းပိုက်ကိုကျွန်တော်ဖတ်တိုင်းမှာလောဘနဲ့ဖတ်တယ်လောဘနဲ့ဖတ်မိတယ်ဘုရားသခင်ဘုံအာနုဘော်တိုင်းစံပယ်တော်မူသောစီးစိမ်ရှိတဲ့အတိုင်းဆိုတော့ဘုရားသခင်အများကြီးရှိတာပဲအများကြီးရှိပြီးသူကြတော့အများကြီးရှိတယ်ငါကြောင့်နည်းနည်းလေးပဲပေးတယ်နော်ဘုရားကိုသိမ့်မကျင်တော့သူကြတော့ကောင်းငယ်မှာစီးစိမ်အပြည့်ဝငါကြတော့ကြည်စမ်းကျွန်တော်ဒီလိုဘုရားသခင်ကအဲ့ဒီຢာတွေစိတ်ဝင်စားကျင်တာလားသူ့ကိုစိတ်ဝင်စားစေကျင်တာလားစပိန်ထက်စပိန်ဝယ်ပေးတဲ့ဘုရားကိုစိတ်ဝင်စားတတ်တော်သူဖြစ်ပါစေဒီနေ့သင်နေကျွန်တော်ခရစ်ယာန်ယုံကြည်သူတော်တော်များများကဘုရားသခင်ဘာပေးမလဲဆိုတာပဲစိတ်ဝင်စားတယ်အဲ့ဒီဘုရားသခင်ကိုစိတ်ဝင်စားဒီနေ့ဘုရားသခင်ကိုစိတ်ဝင်စားတော်သူဖြစ်ပါစေလောကအရာကိုချစ်ရင်ခမည်းတော်ကိုချစ်ချင်းမြတ်တာမရှိဘူးတဲ့ဒါကြောင့်ဘုရားသခင်ကိုချစ်ချင်းမြတ်တာရှိဖို့အင်မတန်အရေးကြီးပါတယ်ဒီနေ့ကျမ်းစာပြောပါတယ်ဘုရားသခင်ကဘုံအာနုဘော်၌စံပယ်တော်မူသောစီးစိမ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှကိုအလိုရှိသမျှဆိုတာလောဘအတွက်ပြောတာမဟုတ်တော့နိသင်ရဲ့လိုအပ်ချက်သင်စားဝတ်နေလို့လားဘုရားပေးမှာပဲသင်စီးပွားရေးအတွက်ဘာလို့လဲသင်ကြောင်းတက်ဖို့အတွက်ဘာလို့လဲဘုရားအကုန်ပေးမှာပဲဘာဖြစ်လို့ဆိုတော့သင်လိုသမျှကိုပေးမယ်လို့ကျမ်းစာပြောပြီးသားထိုရာများကိုသင်တို့ဒီအသုံးလိုကြောင်းကောင်းကင်ဘုံအဖဘာလို့လဲသင်တို့မတောင်းမိကြမယ်ဘာဖြစ်လဲသိတယ်တဲ့ဒါကြောင့်မို့သင်တို့ရှာဖွေရမိမှာဘုရားသခင်နိုင်ငံတော်ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာနောက်မှထိုရာများကိုကျွန်တော်အဲ့ဒီကျမ်းမိုက်ကိုနားလည်တဲ့အခါမှာလောဘသဘောမျိုးနဲ့ကျွန်တော်နားလည်တယ်ဒါကြောင့်ကျမ်းစာဖတ်တဲ့အခါမှာလောဘသဘောမျိုးနဲ့ဖတ်ရင်တမန်တရားအပြည့်ဝမရကျွန်တော်ကထိုရာတွေရခြင်းလို့ဘာလို့ရှာတာလဲနိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုရှာတာအဲ့ဒါမှားအောင်ဗျနှလုံးသားမှားအလူငွေထဲ့တယ်ဆယ်ဖို့တဲ့ဖျောင်းတက်တယ်ဘာရခြင်းလို့အဲ့ဒီထိုရာတွေရခြင်းလို့ဖျားသခင်ကထိုရာတွေရဖို့အတွက်နိုင်ငံတော်ဖြောင့်မခြင်းကိုရှာခိုင်းတာမဟုတ်ဘူးအဲ့ဒီကျမ်းစာကိုကြည့်ဖျားသခင်ကနိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုမင်းရှိဦးစွာရှာလိုက်အဲ့ဒီမင်းလိုတဲ့အရာတွေငါအားလုံးတောင်းဝင်ယူတယ်သင်ဖျားကိုစိတ်ချတတ်လားဖျားသခင်တင့်အတွက်လုံးဝအားလုံးတောင်းဝင်ယူတယ်အဲ့ဒီထိုရာတော့ဘာမှထိုရာရဖို့အတွက်နိုင်ငံတော်နဲ့ဖြောင့်မခြင်းကိုရှာနေသေးရင်သင်ကမလွတ်မြောက်သေးဘူးလောကရဲ့ချုံနှောင်မှုထဲမှာပဲရှိသေးတယ်ဒါကြောင့်မို့အဲ့ဒီထိုရာအတွက်ကိုဘုရားတောင်းဝင်ယူတယ်သင်ဘက်ကဘုရားရဲ့နိုင်ငံတော်ဖြောင့်မခြင်းကိုဘာလို့ဖို့လို့လဲရှာဖို့ပဲလို့ပါတယ်မိတ်ဆွေဒါကြောင့်မို့ဘုရားသခင်ဒီတာ၍ကောင်းသောအရာပေးခြင်းတဲ့ဘုရားဖြစ်တယ်အဲ့တာ၍ကောင်းသောအရာဆိုတာကတော့တန်ရှင်းသောဝိညာဉ်တော်ပဲဖြစ်တယ်ဒီနေ့မှာကျွန်တော်နှစ်ချက်ပဲဝင်ငှပါမယ်နံပါတ်1ကတော့ဣသရေလ12မျိုးရှိတယ်ဓမ္မဟောင်းကျမ်းမှာယာကုပ်ရဲ့သား12ယောက်အဲ့ဒီ12ယောက်မှာယောသတ်ကိုဖယ်ပြီးတော့ယောသတ်ရဲ့သား2ယောက်ကိုထည့်လိုက်ယောသတ်ရဲ့သား2ယောက်ဘာတူလဲမနာရှေနဲ့အေဖရိမ်မနာရှေနဲ့အေဖရိမ်ထည့်လိုက်တော့တယောက်ကိုဖယ်တယ်2ယောက်ထည့်လိုက်တော့
12ထဲကတင်းနှုတ်လိုက်တော့17နှစ်ပြန်ပေါင်းလိုက်တော့73ပြန်ဖြစ်သွား73ပြန်ဖြစ်သွားတော့အဲ့ဒီ73ຫນွယ်လို့ပြန်ဖြစ်သွားတယ်အမျိုးနွယ်အဲ့ဒီ73ຫນွယ်မှာဘုရားတຫນွယ်ကိုပြန်ဆွဲထုတ်လိုက်တယ်ဘယ်ຫນွယ်လဲလေဝိဆိုတဲ့ຫນွယ်ကိုပြန်ထုတ်လိုက်ဒါကြောင့်မို့ဣသရေလမျိုးတွေတောထဲမှာခရီးသွားရင်အရှေ့ဘက်မှာ3ຫນွယ်တောင်ဘက်မှာ3ຫນွယ်မြောက်ဘက်မှာ3ຫນွယ်အနောက်ဘက်မှာ3ຫນွယ်နော်အဲ့လိုသွားတယ်အလဲမှာဘာလို့ရှိလဲဆိုတော့တဲတော်နဲ့ယေဘရဟိတ်တွေရဲ့လေဝိရဲ့ရှိတယ်ဒါကြောင့်မို့လေဝိပြီးဖခင်ရဲ့အမှုတော်ကိုလုပ်ရတယ်အဲ့ဒီလေဝိမျိုးကိုဖခင်ဖယ်လိုက်အဲ့ဒီလေဝိတွေဒီတဲ့ခါနာပြည်တဲ့ရောက်တဲ့ခါမှာဘာအမွေမှမရဘူးလေမြေခွက်မရဘူးသူတို့အတွက်ဒါဆိုရူဘင်မျိုးအတွက်ရှီမောင်မျိုးအတွက်ယူဒာမျိုးအတွက်ဣသခါမျိုးအတွက်ဇာဘူးလုံမျိုးအတွက်ဗင်ယာမိန်မျိုးအတွက်မနာရှေမျိုးအတွက်သူကအမွေတွေခွဲပြီးသားဒါပေမဲ့လေဝိကြတော့ဘာအမွေမှမခံရအောင်လေဝိကဘာအမွေရလဲတရားဟောကျမ်းအခန်းကြီး30အပိုင်ငယ်17တရားဟောကျမ်းအခန်းကြီး30အပိုင်ငယ်17ထို့ကြောင့်လေဝိသားတို့သည်ညီကိုတို့နှင့်ရော၍အဖို့ကိုမပိုင်အမွေကိုမခံရသင်ဘုရားသခင်ထာဝရဘုရားဂတိတော်ရှိသည့်အတိုင်းထာဝရဘုရားသည်သူတို့ခံရသောအမွေဖြစ်တော်မူ၏လေဝိမျိုးသားတွေကလောကအမွေမရမြေမရတိုးတွေနွားတွေမရရွှေတွေငွေတွေမရသူတို့ရလိုက်တဲ့အမွေကဘာအမွေလဲဘုရားအမွေဖြစ်တယ်ဘုရားသခင်ကိုယ်တိုင်ကသူတို့ရဲ့ဘာလဲအမွေဖြစ်တယ်ဒီနေ့ဘုရားသခင်နဲ့မြေခွက်နဲ့သင်ပေအောင်ယူမလဲဘုရားသခင်နဲ့အခုကလည်းနော်ရွှေစည်းတွေတက်တော့ရွှေနော်ပိတ်တာလိုက်နဲ့သင်ဘုရားသခင်နဲ့ဘယ်ဟာယူမလဲဒါကတော့သင်ရဲ့ choice ဖြစ်တယ်ဘုရားသခင်ကတော့အမွေပေးခြင်းတာသူကိုယ်တိုင်ကိုကြောက်ဘာလို့ချင်တာလဲအမွေပေးခြင်းတာဒါကြောင့်မို့ဓမ္မသစ်ကျမ်းစာရောက်တဲ့အခါမှာယုံကြည်သူတိုင်းကယေဘရဟိတ်ဖြစ်တယ်ဖခင်အမှုတော်ဆောင်ဖြစ်တယ်ကျွန်တော်ကဖခင်ကိုအမွေခံရတော်သူဖြစ်တယ်ဒါကြောင့်မို့ယေရှုကိုယုံတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ကျွန်တော်အထဲမှာမလုပ်လဲတစိမ့်ခတ်တယ်ဝိညာဉ်တော်အထဲမှာလာခြင်းဟုတ်တယ်ဖခင်သခင်အဲ့ဒီဝိညာဉ်တော်ကိုဘာလုပ်ချင်တာလဲအပိုင်ပေးချင်တာအခုဘာအနေနဲ့ပေးထားလဲဇယံအနေနဲ့ပေးထားတယ်လို့ကျမ်းစာရေးတယ်ဒါကြောင့်ဖခင်ပေးချင်တဲ့အမွေမြင်မိလားမသိဘူးသူကိုယ်တိုင်ကိုရစေချင်တာဘာဖြစ်လို့လဲဒီຢာတွေကဖန်ဆင်းခံလောကຢာတွေတနေ့ဒီလောကကြီးမှာဘာလုပ်ခဲ့ရမှာလဲအကုန်ထားခဲ့ရမှာဒီလောကຢာတွေကအမှုတော်လုပ်ငန်းအတွက်အသုံးခံမယ်ပတ်စံဆိုတော့အသုံးပြုဖို့ပါပတ်စံကသင်ကိုပြန်သုံးဖို့မဟုတ်ဘူးပတ်စံရဲ့အစေကိုခံဖို့မဟုတ်ဘူးပတ်စံကသင်ရဲ့အစေကိုခံဖို့လောကရဲ့အစေကိုလောကသင်ရဲ့အစေကိုခံပြီးတော့သင်ကဖျားမှုတော်ထဲမှာပါဝင်မှုဖြစ်တာဒီနေ့ကျွန်တော်တို့ကဘု து အစေခံရမှာလဲဖျားရဲ့အစေကိုခံရမှာဖြစ်တယ်ဖျားရဲ့အစေကိုခံပြီးတော့ဒီလောကຢာတွေကိုအသုံးပြုဖို့ပါအခုကပြောင်းပြန်လောကကကျွန်တော်ပြန်ပြီးတော့မလုပ်နဲ့စီစားနေတယ်အပေသူမြသခင်နှစ်ဦးရဲ့အစေကိုမခံနိုင်လောကရဲ့အစေနဲ့ဖျားသခင်ရဲ့အစေနဲ့ဖျားသခင်ရဲ့အစေကိုခံနိုင်တော်သူများဖြစ်ဖို့ဒီနေ့ဖျားသခင်အသင်ကိုအမွေရစေခြင်းနဲ့အဲ့ဒါကတော့ဖျားသခင်ကိုယ်တိုင်ပဲဖြစ်တယ်နောက်ဆုံးချက်ကတော့ပျောက်သောသားဥပမာမှာရှင်လုကာခရစ်ဝင်ခန်းကြီး15မှာဒီအဖြစ်ပြက်လေးကအဖေတယောက်ရဲ့မေတ္တာကောင်းကင်ဘုံအဖရဲ့မေတ္တာအကြောင်းကိုပေါ်လွင်အောင်ဖော်ပြထားတယ်အဖေတယောက်မှာသား2ယောက်ရှိတယ်အဲ့ဒီသား2ယောက်မှာအငယ်ကအဖေနဲ့နေရတာအဆင်မပြေဘူးအဖေကစီကံတင်းကျပ်တယ်ကျွန်တော်မပြောဘူးအမွေတွေပေးပါအဖေနော်ကျွန်တော်ဘာလုပ်မလဲအဖေစီကနေထွက်သွားမယ်သူအဖေစီကဘာတောင်းလဲအမွေတောင်းတယ်ဘာအမွေလဲလောကအမွေပတ်စံစီးစိမ်ဥစ္စာအမွေတောင်းတယ်အဖေကတဲ့သားငယ်တယောက်ကိုပဲအမွေပေးတာမဟုတ်2ယောက်လုံးကိုဘာလုပ်လိုက်လဲအမွေပေးလိုက်ကျမ်းစာပြပြန်ဖတ်ကြည့်ပါသားငယ်တဲ့အဖတဲ့ကျွန်တော်ရသင့်ရထိုက်တော့အမွေဥစ္စာကိုဝေရပေးပါဟုတောင်းပန်လင်ရှင်လုကာခရစ်ဝင်ခန်းကြီး15အပိုင်ငယ်7အဖသည်ဥစ္စာများကိုဝေ၍သားတို့အားပေးလေသားတို့အားဆိုတော့2ယောက်လုံးကိုဘာလုပ်လိုက်လဲအမွေခွဲပဲသားကြီးကတော့အဖေနဲ့ပဲဆက်နေတယ်အငယ်ကတော့ဘာလို့လဲထွက်သွားတယ်အဲ့ဒီအမွေဥစ္စာတွေသူသုံးဖြိုးနော်ပျော်ပါပြီးတော့ကုန်တဲ့အခါမှာသူရောက်တဲ့ဒေတာကလည်းအစာခေါင်းမခြင်းဖြစ်တဲ့အခါမှာမိတ်ဆွေတွေလည်းမရှိတော့တဲ့အခါမှာရရလုံးဝင်လောက်ရတယ်ဘာလုံးဝင်လောက်ရလဲဆိုတော့
ဝက်ကြောင်းနဲ့အလုပ်ဝင်လို့ရတာဘိုက်ဘလောက်စားလဲဆိုထမင်းမစားရသေးတော့ဝက်စားတဲ့ဗဇက်ထဲကပဲတောင်းတာစားခြင်းမတတ်ဖြစ်တယ်အဲ့ဒီအချိန်ရောက်တော့မှအဲ့ဒီဒုက္ခအခက်ခဲတွေကြုံတော့မှပျောက်သောသားဘာတရိယာလဲအဖေကိုတရိယာအဖေကိုတန်တာတခါတည်းမှာဘဝမှာကြုံတွေ့ရတဲ့ဒုက္ခအခက်ခဲတွေကကောင်းပါတယ်ကျွန်တော်တို့မြန်မာပြည်ကြီးမှာအခက်ခဲတွေဒုက္ခတွေပြဿနာတွေကြုံတွေ့ရတယ်ဒုက္ခအခက်ခဲတွေကမကြုံရင်လည်းကြုံရတဲ့ကိုဗစ်ကာလတွေကအခုတည်းဒါပေမဲ့အဲ့ဒီဒုက္ခအခက်ခဲတွေကသင်ဝိညာဉ်သဘောနဲ့မြင်တတ်ရင်ကောင်းပြီသည်ဝိညာဉ်ဖို့ပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအခက်ခဲတွေသာမကြုံရင်ပျောက်သောသားအဖေကိုပတ်စံရှိနေသူတွေကတော့ပျောက်သောသားအေးဆေးပဲဘယ်အချိန်မှသတိရတာလဲအခက်ခဲတွေကြုံတော့မှအဖေအိမ်မှာရှိတဲ့ကြုံနေတောင်မှအဖေကအကောင်းဆုံးပါလို့လဲမခွဲကြအောင်ကြွေးတဲ့အဖေသူအဖေမြစ်တောင်ပြန်ခံစားလာဒါကြောင့်မို့ရှင်လူကခွင့်မဲ့ခန်းကြီး15အပိုင်ငယ်16ကနေကြည့်တဲ့အခါမှာထိုအခါတတိယလင်ငါအဖဤအိမ်၌အခစားသောသူများတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌သေအောင်အငတ်ခံရ၏ငါထား၍အဖထံသို့သွားမည်အဖအကျွန်ုပ်သည်ဖျားသခင်ကို၎င်းကိုတော်ကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုတော်ဤသားဟု၍ခေါ်ခြင်းကိုမခံထိုက်ပါသူငါအရာ၌သာကျွန်ုပ်ကိုထားတော်မူပါဟုပြောမိဟုအကြံရှိသည်နှင့်ထား၍အဖထံသို့သွားလေ၏သူအဖေစီကိုပြန်မယ်အဖေအိမ်ကကြုံနေတော့အခစားတဲ့သူတွေတော့ဘာလို့လဲဆိုတော့ဝအောင်စားရတယ်ငါတော့ဒီမှာဘာလို့လဲအငတ်ခံရတယ်ပျောက်တော့သားအဖေစီကိုပြန်လာတာအမွေပြန်တောင်းမို့လားအဖေပစံကုန်ပြီပြန်ပေးပါအောင်အဲ့လိုလားမဟုတ်ပါဘူးသူပြန်လာတာဟာအဖေစီမှာအေးအေးဆေးဆေးပဲဘော်ကြောပြန်နေမယ်အဲ့လိုလားမနေရဲတော့အဖေကိုပြစ်မှားတဲ့အတွက်ကြောင့်ငါအဖေစီရောက်ရင်တော့ငါဒီလိုပြောမယ်အဖေကျွန်တော်သားလို့သဘောမထားပါနဲ့တော့ကျုံလို့ပဲသဘောထားပါအဖေအိမ်မှာနေရရင်တော်ပါပြီကြည်နပ်ပါပြီအဖေမြစ်တောင်နားလေပြီသူဘာလို့လဲပြန်လာတယ်ဒါကြောင့်မို့ပျောက်တော့သားအဖေအိမ်ပြန်လာတဲ့ဆိုတာအမွေထက်တောင်မဟုတ်ပါဘူးအဖေအိမ်မှာစီးစိမ်ခံစားခြင်းလို့လည်းမဟုတ်ပါဘူးအဲ့ဒီအဖေပိုင်ဆိုင်တဲ့ຢာတွေကိုလိုချင်လို့လည်းမဟုတ်ဘူး तू အဲ့ဒီຢာတွေခေါင်းထဲမထဲတော့ तू လိုချင်ဆုံးຢာအဖေနဲ့အတူပါလို့ချင်းနေရခြင်းပဲ तू သိသွားပြီအဖေစီကနေအမွေတွေတောင်းသွားတာတကယ်တော့သူ့အတွက်အမွေအစ်စ်ကအဖေကိုယ်တိုင်ပဲအမွေအစ်စ်ကိုသူရှာဖို့တွေ့ရှိသွားအဲ့ဒါကတော့အဖေနဲ့အတူဘဝကြီးကိုဖြတ်တန်းရခြင်းပဲဒါကြောင့်မို့ तू ဘယ်သူစီပြန်လာလဲအဖေစီပြန်လာအဲ့ဒီအချိန်မှာသားကြီးမပျော်နိုင်ဘူးတဲ့သူညီပြန်လာတဲ့ခါမှာအိမ်ထဲမဝင်ဘူးအဖေကသွားချော့ရတယ်မင်းငါးစီမှာတလောက်နေတာကွာအဖေကကျွန်တော်တခါလေးစိတ်ကလေးတစ်ကောင်တော့တတ်မကြွေးဘူးတဲ့ဒီပျောက်သောသားပြန်လာတော့ဥစ္စာပြုံးတဲ့သားပြန်လာနွားတော့ဖေကဘာလုပ်ပေးလဲတက်ကြွေးတယ်အဖေမကောင်းမတရားဘူးသားကြီးကသူ့ရဲ့ကိုယ်ပိုင်အမွေရှိပါတယ်အဖေအိမ်မှာပဲသူဆက်နေတယ်သို့တော်ညာလဲအဖေရဲ့မြစ်တာကိုသူနားမလဲအဖေရဲ့သဘောကိုအဖေရဲ့စိတ်နေသဘောထားကိုသူနားမလဲတဲ့အခါမှာသူ့အဖေကိုဒေါသထွက်တယ်အဖေကိုသူညှို့ညင်တယ်အမှအဖေပါပြောလေငါသားတဲ့မင်းငါအိမ်မှာအဆင်ပြေတယ်ငါပိုင်တဲ့ဥစ္စာတွေမင်းပိုင်နေဆိုတာမင်းမသိဘူးလားငါတယောက်လုံးနဲ့နေပြီးတော့မင်းကငါ့ကိုမသိဘူးဖြစ်နေတယ်ငါပိုင်တဲ့ဥစ္စာတွေမင်းဘာလို့လဲပိုင်ငါ့ကိုအမွေရထားရဲ့သားနဲ့ဒီနေ့သားကြီးကအဖေအိမ်မှာနေပြီးတော့အဖေကိုစိတ်ဝင်စားလားအဖေပစ္စည်းတွေစိတ်ဝင်စားလားတခါတည်းကျွန်တော်ဖခင်ကြောင့်တက်ပြီးတော့ကျမ်းစာဖတ်ရင်နဲ့ဆူတောင်းရင်နဲ့ဖခင်သခင်ကိုစိတ်ဝင်စားလားလောကရာတွေစိတ်ဝင်စားလားလောကရာပဲကျွန်တော်ကစိတ်ဝင်စားသားကြီးကဲ့သို့ဖြစ်နေဒီနေ့ကျွန်တော်စိတ်ဝင်စားမယ့်ຢာကကောင်းကင်အဖပဲအဲ့ဒီဖခင်သခင်ကိုစိတ်ဝင်စားရင်ဖခင်သခင်သင်လိုတဲ့ຢာတွေပြီးတယ်ဖခင်ပါပျောက်သောသားပြန်လာတဲ့အခါမှာမဆူပါဘူးမဆူတဲ့အပြင်လက်စွပ်ချေနေဝိယုံအားလုံးပြန်ပေးလားမပေးဘူးလားမင်းတို့ကငါတစ်လလောက်စောင့်ကြည့်အောင်မယ်အချိန်ကြီးကောင်းရင်လက်စွပ်ပြန်ပေးမယ်နောက်2လလောက်စောင့်ကြည့်မယ်အချိန်ကြီးကောင်းရင်ငါဝိယုံပြန်ပေးမယ်အဲ့လိုလားကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကပညာပြတဲ့ဘုရားမဟုတ်ပါဘူးမေတ္တာပြတဲ့ဘုရားဖြစ်တယ်ဘလောက်ထိမေတ္တာပြလဲဆိုတော့ပြန်လာတဲ့အခါမှာဘသူကပြေးဖတ်တာလဲတားပြေးဖတ်တာလားအဖေကပြေးဖတ်တာမနေနိုင်ဘူးအဖေရဲ့မေတ္တာဒီလိုဘုရားမျိုးပါဒါကြောင့်မို့သင်လိုအပ်တဲ့အရာတွေအားလုံးကိုဘုရားကပြင်ဆင်ပြီးသားပါဒါပေမဲ့သင်စိတ်ဝင်စားရမယ့်အရာသင်စိတ်ဝင်စားရမယ့်အမွေကဘုရားကိုယ်တိုင်တော့လောကရတယ်မဟုတ်ဘူးမိတ်ဆွေအဲ့ဒီလောကရတွေစိတ်ဝင်စားနေသူတွေဘုရားသခင်ဘယ်လောက်ထိဝမ်းနေမလဲဆိုတော့သင်စဉ်းစားကြည့်ပါတာကြီးကွာမင်းဒီလောက်ထိငါနဲ့အတူနေပြီးတော့ငါပိုင်တဲ့ဥစ္စာတွေကမင်းပိုင်တာမင်းမသိဘူးလားငါတယောက်လုံးနဲ့နေပြီးတော့မင်းငါ့ကိုစိတ်ဝင်စားအောင်ကြည့်စမ်း
တခါတည်းမှာကျွန်တော်ဘဝတက်တာထဲမှာဖရာသခင်ထက်လောကအရာတွေကိုဖရာပေးမဲ့အရာတွေကိုစိတ်ဝင်စားတတ်ပါတယ်ဒါကြောင့်မို့ဒီနေ့နှုတ်ကပတ်တော်ကတော့ကောင်းကင်အဖကကျွန်တော်တို့အမွေပြင်ဆင်ထားတယ်လေဝိသားတွေမြေမရပါဘူးတိုးနွားတွေမရပါဘူးရွှေငွေတွေမရပါဘူးဒါပေမဲ့လေဝိသားတွေရဲ့အမွေကထာဝရဘုရားကိုယ်တိုင်ဖြစ်တယ်ပျောက်သောသားလောကရဲ့အမွေကအမွေအစ်စ်ထင်ပြီးတော့အဖေစီမှာတောင်းသွားတယ်ဒါပေမဲ့အဲ့ဒါတွေအားလုံးကဘာလို့သွားလဲကုံဆုံးပျောက်ပြတ်သွားတဲ့အရာတွေဖြစ်မှန်သူသိတဲ့အခါမှာတကယ်အမွေအစ်စ်ကအဖေကိုယ်တိုင်ပဲအဖေနဲ့နေရခြင်းပဲဆိုပြီးတော့သူအဖေစီပြန်လာရင်အဖေမြတ်တာကိုသူနားလည်သွားတယ်ဒါကြောင့်မို့သင်ဘုရားသခင်မြတ်တာကိုနားလည်လေလောကကိုမချစ်တော့ဘုရားကိုချစ်တတ်သွားတယ်ဒါပေမဲ့အဖေမြတ်တာကိုနားမလည်သူ၍သင်လောကကိုရင်ခုန်နေအောင်ပါလောကကိုချစ်နေအောင်ပါဒါကြောင့်မို့ကျွန်တော်ဒီရပ်ပိုင်းတော့မှာဗီဒီယိုကလစ်လေးတစ်ခုကြည့်မိတယ်ဘုရားသခင်ကိုကြိုးစားမချစ်ပါနဲ့ဟာဘလို့လဲပေါ့နော် तू ကအဲ့ဒါနဲ့စဖွင့်တော့ကျွန်တော်လည်းတမျိုးဖြစ်တော့ဘုရားသခင်ကိုကြိုးစားမချစ်ပါနဲ့ဘုရားသခင်ချစ်တာကိုအရင်ခံလိုက်ပါဘုရားသခင်ချစ်တာကိုအရင်ဆုံးလက်ခံလိုက်ပါသင်ဘုရားသခင်ကိုကြိုးစားချစ်လေလေသင်ရဲ့မြတ်တာကမမီနိုင်ဘူးဘုရားရဲ့မြတ်တာကိုအရင်ဆုံးမလုပ်လိုက်ပျောက်သောသားအဖေစီပြန်လာတယ်ဆိုတာကစီးစိမ်ဥစ္စာကြောင့်ပြန်လာတာမဟုတ်ငွေကြေးကြောင့်ပြန်လာတာမဟုတ်အဖေမြတ်တာကိုဘာလို့လို့ခံစားရလို့ပြန်လာတာဖြစ်တယ်ဒါကြောင့်မို့သင်ဘုရားသခင်ချစ်တာကိုအရင်ဆုံးလက်ခံလိုက်ပါဒါကြောင့်မို့ကျမ်းစာဒီလိုရေးတယ်သင်တို့ဒီငါ့ကိုရှေးဦးစွာချစ်တာငါမင်းတို့ဘာလို့လဲအရင်ချစ်တာဘုရားသခင်ကကျွန်တော်တို့ကိုအရင်ချစ်တာဒါကြောင့်မို့တပါးသီးသောသားတို့ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တယ်ဘလောက်ထိချစ်လဲကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးဘာလို့လဲဆင်းလာတာကောင်းကင်ဘုံစည်းစိမ်ကိုစွန့်ပြီးဆင်းလာတဲ့သခင်ကိုအလိုရှိရမယ်စားယေရှုကကောင်းကင်ဘုံစည်းစိမ်စွန့်တယ်နော်ကျွန်တော်ခရစ်ယာန်တွေကမစွန့်နိုင်ဘူးလောကရာဒီနေ့သင်မှာရှိတဲ့ຢာတွေအားလုံးကုန်ဆုံးသွားရင်သင်ဖះကိုချစ်နိုင်သေးလားဒီနေ့ပြန်စဉ်းစားကြည့်သင်ရဲ့တိုက်လည်းမရှိတော့ကားလည်းမရှိတော့ပတ်စံလည်းမရှိတော့ဘဏ်ထဲမှာလည်းမရှိတော့ဖះကိုချစ်နိုင်သေးလားအဲ့ဒီမြတ်တာကိုဘုရားသခင်ကဒီနေ့လိုချင်တာဖြစ်တယ်အဲ့ဒီမြတ်တာကိုသင်ကြိုးစားပြီးမလုပ်နိုင်ဘူးဖះချစ်တာကိုအရင်ခံစားရရင်ပျောက်သောသားကဲ့သို့အမွေအစစ်ကအဖေပဲဆိုတော့ကိုနားလည်သွားပါလိမ့်မယ်ဒါကြောင့်မို့နောက်ဆုံးဒီဂလာတိ4အစပထမကျမ်းပိုက်လေးပြန်ဖတ်ပြီးတော့ဏီကုံချုပ်ပါမယ်ဂလာတိဩရစာခန်းကြီး4အပိုင်းငယ်4ကနေ9မှာအချိန်ကာလစေသောအခါငါတို့သည်သားဤအခွင့်အရာကိုခံရမည်အကြောင်းပညတ်တရားလက်၌ရှိသောငါတို့ကိုရွေးနှုတ်စေခြင်းကမိမဝမ်း၌ပရိသေယူ၍ပညတ်တရားအောက်၌ဖွားမြင်ရသောသားတော်ကိုဖျားသခင်သည်စေလွတ်တော်မူ၏ထို့သောသင်တို့သည်သားဖြစ်သောကြောင့်အဘဟုခေါ်တတ်သောသားတော်ဤဝိညာဉ်တော်ကိုသင်တို့စိတ်နှလုံးထဲသို့ဖျားသခင်စေလွတ်တော်မူ၏တို့ဖြစ်၍သင်တို့သည်နောက်တစ်ဖန်အစေပါကြုံမဖြစ်သားပင်ဖြစ်ကြ၏သားဖြစ်လင်ခရစ်တော်အားဖြင့်ဖျားသခင်၏အမွေခံလည်းဖြစ်ကြ၏ဒီနေ့ကျွန်တော်ကဖျားရဲ့သားအခွင့်အရေးရပါတယ်ဘယ်သူအားဖြင့်လဲဆိုတော့ယေရှုခရစ်တော်အားဖြင့်ဖြစ်တယ်ထိုသူကိုလက်ခံတဲ့အခါမှာဖျားရဲ့သားဖြစ်သားမှန်လင်ခရစ်တော်အားဖြင့်ဖျားသခင်၏အမွေခံဖြစ်တယ်ဘာအမွေကိုခံရတာလဲဖျားပကတိကိုအမွေခံရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုဘုရားသခင်ပေးခြင်းတဲ့အမွေကတန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်။သားသည်မုံကိုတောင်းတယ်ကြောက်ကိုပေးမယ်ဖခင်မရှိပါဘူး။သားငါ့ကိုတောင်းတဲ့အခါမှာအမွေကိုပေးမယ်ဖခင်မရှိပါဘူး။လောကဖခင်ကအဆိုးဖြစ်လျက်ပင်မိမိတို့သားအားကောင်းသောအရာကိုပေးတတ်လင်ဆုတောင်းသောသူအားကောင်းကင်ဘုံအဖကတန်ရှင်းသောဝိညာဉ်တော်ကိုတာ၍ပေးတော်မူမည်မဟုတ်လောဘုရားသခင်အမှန်တကယ်ပေးခြင်းတဲ့အမွေကသူကိုယ်တိုင်ပါပဲ။ဖျားသခင်ကိုယ်တိုင်သာအမွေအစစ်လို့ပျောက်သောသားသိတဲ့အချိန်မှာအဖေစီပြန်လာတာဖြစ်တယ်။တော်တော်စိတ်နဲ့သူအဖေစီပြန်မလာရဲပါဘူး။ဒါပေမဲ့အဖေသာအမွေအစစ်ပဲ။အဖေရဲ့စီးစိမ်တွေအဖေရဲ့သိုးတွေနွားတွေအဖေရဲ့လေယာတွေလိုချင်လို့ပြန်လာတာမဟုတ်ပါဘူး။အဖေနဲ့နေရချင်းကသာလဲငါရဲ့အမွေအစစ်ဆိုတော့သိပြီးတော့သူပြန်လာခြင်းဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာထဲမှာဖျားသခင်ပေးခြင်းတဲ့အမွေအစစ်ကကောင်းကင်ဘုံအဖကိုယ်တိုင်ဖြစ်တယ်။ထိုအဖကိုသင်ရရင်သင်ရဲ့အသက်တာထဲမှာဘာမှမလိုတော့ဘူးလောကအရာတွေကိုချစ်နေသူတွေခမည်းတော်ကိုချစ်ချင်းမြတ်တာမရှိဘူးဒါကြောင့်ဖျားသခင်ကိုဘယ်လိုချစ်နိုင်မလဲသင်အရင်စူးစမ်းချစ်ဖို့မစင်စားပါနဲ့ဖျားရဲ့မြတ်တာကိုဖျားချစ်ခြင်းကိုအရင်ဆုံးလက်ခံလိုက်ပါဖျားကိုချစ်တယ်ဆိုတာကိုသိရင်လောကအရာတွေကိုရင်မခုန်တော့
အဖေနဲ့အသက်ရှင်ရခြင်းကိုပဲရင်ခုန်တော့တယ်ဒါကြောင့်မို့ကောင်းကင်ဘုံအဖတီးဟူသောအမွေကိုရရှိပြီးတော့ဒီလောကကြီးထဲမှာဘုရားသခင်ဘုန်းတော်ထင်ရှားသောအသက်တာနဲ့အသက်ရှင်နိုင်မယ့်ကြောင်းဝင်ငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်